မင်္ဂလာပါ Solution ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ဒီလေယာဉ်တွေဘာကြောင့် delay ဖြစ်လဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ရဲ့အတွေ့အကြုံနဲ့ကျွန်တော်နားလည်တိတာတလောက်ဒီဗီဒီယိုလေးတစ်ပုဒ်လုပ်ပေးကြပါမယ်ချက်လောက်လိုက်ကြည့်ပေးပါဦးဟိုဒီပေါ့နော်လေယာဉ်တွေ delay ဖြစ်တယ်ဆိုပြီးတော့မှဖြစ်ကြရပေါ့နော်ဖြစ်ကြရဆိုတဲ့အချိန်တွေမှာလေယာဉ် delay ဖြစ်တယ်ဆိုတာကပေါ့နော်အကြောင်းမျိုးကြောင့်ဖြစ်နိုင်ပါတယ်အကြောင်းမျိုးကြောင့်ဖြစ်နိုင်တော့ဘယ်လိုအကြောင်းတွေဖြစ်မလဲဆိုတာကိုကျွန်တော်ဒီ notes လေးပြန်ထုတ်ထားရပါတော့အဲ့ notes လေးကိုအချက်9ချက်နဲ့ကျွန်တော်ပြန်ခွဲပြီးတော့မှကျွန်တော် notes လေးလုပ်ထားတယ်အဲ့ဒါလေးကိုကျွန်တော်သိစိတ်လေးချက်ပြန်ပြောပြပေးပါမယ်နံပါတ်1ချက်ကတော့ weather ပဲဖြစ်ပါတယ် weather ဆိုတဲ့အထဲမှာပေါ့နော်ကျွန်တော်ဒီမိုးရွာတာဘလို့ရှင်ဒီနှင်းကြတာပြီးရင်မြူဆိုင်းတာပေါ့နော်အဲ့လိုအကြောင်းအရာကြောင့်မို့လို့လေယာဉ်ကထွက်ခွာလို့မရဘူးဆိုလို့ရှိရင် delay ဖြစ်တတ်ပါတယ်နံပါတ်2ချက်ကတော့ကျွန်တော်ဒီ technical issue ပဲဖြစ်ပါတယ်technical issue ဆိုတဲ့နေရာမှာပေါ့နော်ဒီကျွန်တော်တို့ဒီပေါ့နော် system ဘိုင်းတွေ failure ဖြစ်တာရှိတယ်ပြီးလို့ရှိရင်ဒီ tire တွေမှာပေါ့နော်ပါတာတို့ဒီ tire ဘိုင်းတွေမှာအားနေတာတို့မျိုးဆိုလို့ရှိရင်ဖြစ်တတ်တယ်ပြီးလို့ရှိရင်နောက်ပိုင်းဒီ hydraulic ပေါ့နော် hydraulic တို့သူ့ရဲ့ sub မှာပါတဲ့ဒီကျွန်တော်တို့ဒီ day မှာပါတဲ့အစိပ်ပိုင်းတစ်ခုခုကြောင့်မို့လို့ဒီ technical error ဖြစ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီလေယာဉ်က delay ဖြစ်နိုင်ပါတယ်နံပါတ်3ကတော့ဒီ busy air traffic ပေါ့နော် busy air traffic ဆိုတာဘာကိုပြောရလဲဆိုရင်ကျွန်တော်တို့ဒီသူတို့ရဲ့ပေါ့နော်ဒီလေပိုင်နက်ပေါ့နော်လေပိုင်နက်မှာဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ဒီရာသီဥတုကြောင့်ပဲဖြစ်ဖြစ်ဥပမာဆိုလို့ရှိရင်လေနေအရန်ဒီ traffic မှာအရန်များနေရပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီလေကဆင်းမရတာတို့တက်မရတာတို့ဖြစ်တတ်ပါတယ်အဲ့လိုမျိုးဆိုလို့ရှိရင် delay ဖြစ်နိုင်ပါတယ်ဥပမာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒူဘိုင်းမှာလောက်တဲ့ပေါ့နော်ဒူဘိုင်း air show တို့ပြီးလို့ရှိရင်ဒီ Singapore National Day တို့မှာလောက်တဲ့ဒီလေအနေနဲ့အလားပြတာဒီ National Day တို့ပါရုံမှာဆိုလို့ရှိရင်သူတို့ရဲ့ဒီပေါ့နော် air space ကိုပေါ့နော် aerospace ကိုကျွန်တော်ဒီ temporary closure လုပ်ထားတယ်ပေါ့နော်အဲ့လို closure လုပ်ထားတဲ့အချိန်မှာဒီ channel flight တွေကစောင့်ပေးရတယ်ပေါ့နော်သူတတ်မှတ်ထားတဲ့အချိန်တစ်ခုကိုစောင့်ပေးရတယ်အဲ့လိုစောင့်ပေးမှဒါလင်းလေကတက်လို့ဆင်းလို့ရမှာဖြစ်တယ်အဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ air traffic မှာလည်းပေါ့နော်စောင့်ရတယ်ဆိုလို့ရှိရင်ဒီလေက delay ဖြစ်နိုင်ပါတယ်နောက်တစ်ခုကကျတော့ဒီကျွန်တော်ဒီ late incoming flight ပေါ့နော် late incoming flight ဆိုတာဘယ်လိုမျိုးပြောရလဲဆိုတော့ကျွန်တော်တို့ဥမာဒီ flight ကဒီပေါ့နော်တခြား destination တစ်ခုကနေလာမယ်လာပြီးတော့မှတခြားနေရာပြန်သွားမယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော်ဒီ Auckland နေပြီးတော့မှကျွန်တော်ဒီ Singapore လာတယ်ပြီးလို့ရှိရင်အဲ့ flight ကပဲ Singapore ကနေပြီးတော့မှကျွန်တော်တို့ဒီMunich ကိုပြန်သွားမယ်ပေါ့နော် Munich ကိုပြန်သွားမယ်ဆိုတဲ့အချိန်မှာSingapore ကတက်မဲ့ passenger ကဒီ Auckland လာမဲ့ flight ကိုစောင့်ရတာပေါ့နော်အဲ့လိုစောင့်ရတာဖြစ်တဲ့အတွက်ဒီ Auckland နေပြီးတော့မှ flight က delay ဖြစ်လာဆိုလို့ရှိရင်ဒီမှာလည်း departure delay ဖြစ်မှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီ crew limitation ပဲဖြစ်ပါတယ် crew limitation ဆိုတာဘယ်လိုမျိုးပြောရလဲဆိုတော့ဥပမာကျွန်တော်တို့ဒီ crew တွေမှာပေါ့နော်ဒီ cabin crew တွေပြီးကျွန်တော်တို့တချို့အခေါ်ဆိုလို့ရှိရင်ဒီ flight attendant တွေပေါ့နော်လေမောင်လေမဲပေါ့နော်သူတို့မှာလည်းသူတို့ရဲ့ဒီ rest hour ဆိုတာရှိပါတယ်ဥပမာမနက်ကနေပြီးမှမနက်6နာရီကနေပြီးမှည9နာရီ10နာရီလောက်ကြီးထိတို့အဲ့လိုမျိုးတောက်လျှောက်ကြီးပြန်နေလို့မရပါဘူးတို့ rest hour ပြည့်တဲ့အချိန်ကြာလို့ရှင်တို့နားကိုနားရပါတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ flight ကထားပါတော့ပေါ့နော်ဒီ destination တစ်ခုကနေလာတယ်ဥပမာဆိုကြပါဘူးဂျာကာတာကနေလာတယ်ဂျာကာတာကနေလာပြီးတော့ကျွန်တော်ဒီစင်ကာပူမှာnight stop ရက်မယ် night stop ရက်ပြီးတော့မနက်ကို i flight ကစင်ကာပူကနေပြန်ထွက်မယ်ဆိုတဲ့အချိန်မှာပုံမှန်ဒီကိုရောက်ရမယ့် arrival timing ကဥပမာည10နာရီပဲဆိုပါဘူးည10နာရီပဲည10နာရီမှာရောက်ပြီးလို့ရှိရင်မနက်6နာရီမှာပြန်ထွက်မယ်ဆိုလို့ရှိရင်ဒါပုံမှန်ပဲပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ i flight ကညမှာရောက်လာတဲ့ flight က delay ဖြစ်တယ်ဥပမာ17နာရီ12နာရီလောက်မှရောက်လာတယ်ဆိုလို့ရှိရင်မနက်ကို6နာရီကိုအချိန်မီပြန်ထွက်လို့မရပါဘူးဘာလို့မရလဲဆိုတော့ကျွန်တော်ဒီ crew ရဲ့ rest hour ကြောင့်ပဲဖြစ်ပါတယ် crew ကသူတို့ရဲ့ဒီ rest hour ထဲမှာမဝင်ဘူးဆိုလို့ရှိရင်သူတို့flight ကိုပြန်လိုက်ခွင့်မရှိပါဘူးပြန်သွားလို့မရပါဘူးအဲ့လိုဖြစ်တဲ့အတွက်ဒီ crew တွေရဲ့ဒီပေါ့နော်မလုံလောက်မှုဒါမှမဟုတ်လို့ရှိရင် crew arrival late ဖြစ်တယ်ဆိုလို့ရှိရင် flight က delay ဖြစ်နိုင်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်ဒီ operation delay ပေါ့နော် operation delay ဆိုတာကျတော့ဒီကျွန်တော်ဒီလေရင်ထွက်ဖို့အတွက်ကိုနောက်ကမှာကျွန်တော်ဒီ run နေတယ်ပေါ့နော်ဒီကျွန်တော်ဒီ operation team တွေအများကြီးရှိတယ်အထက်မှာကျွန်တော်ဘာပါလဲဆိုတော့ဒီကာဂိုတွေပါမယ်ပြီးကာဂိုတင်တိုင်းပါမယ်ဒီ catering တွေပါမယ်ပြီးလို့ရှိရင်ဒီ package တွေပါမယ်ပေါ့နော်အဲ့ဒါအကြောင်းမလို့လဲ delay ဖြစ်နိုင်ပါတယ်
နောက်ဆုံးတစ်ခုအနေနဲ့ကတော့ဒီ security ပေါ့နော် security reason ကြောင့်မို့လို့လည်း flight က delay ဖြစ်နိုင်ပါတယ်ဘယ်လို security reason မျိုးလဲဆိုတော့ဥပမာထားပါတော့ဒီချင်းချောက်ခံရတဲ့ဥပမာပေါ့နော်အကြောင်းအရာတစ်ခုခုဥပမာထားပါတော့ကျွန်တော်တို့ဒီရုပ်ရှင်တွေထဲမှာလိုမျိုးဆိုလို့ရှိရင်ကျွန်တော်ဒီဘုံလန့်နဲ့အဲ့လိုမျိုးအကြောင်းအရာပေါ့နော်စာပဲဖြစ်ဖြစ် message ပဲဖြစ်ဖြစ်လို့အတန်ရောက်မယ်ဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်တာရှိတယ်ပြီးလို့ရှိရင်ဒီကျွန်တော်ဒီ suspect ဖြစ်ဆရာရှိတဲ့ဒီမတင်္ကာစရာကောင်းတဲ့ဒီ luggage တွေဒီ8တွေကိုအဲ့လိုပေါ့နော်အဲ့လိုမျိုးရှိလာခဲ့မယ်ဆိုလို့ရှိရင်လည်း security reason ကြောင့်မလို့ flight ကထွက်ခွာလို့ရမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မလို့လည်း flight က delay ဖြစ်နိုင်ပါတယ်ကဲအခုဆိုလို့ရှိရင်တော့ကျွန်တော်ဒီ flight ဘာကြောင့် delay ဖြစ်ရလဲဆိုတော့အကြောင်းအရာတွေအကြောင်းအရာပေါ့နော်ဖြစ်နိုင်ခြင်းများပုံအကြောင်းအရာချို့ကိုတင်ဆက်ပေးထားပဲဖြစ်ပါတယ်နောက်ပိုင်းမှာဒီပေါ့နော် aviation ဒီလေယာဉ်ပိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးထပ်ပြီးမျှဝေပေးဖို့ရှိပါတယ်။ဒါလို့ Flight Environment ဆိုလို့ရှိရင်တော့သိချင်တဲ့အကြောင်းအရာလေးတွေကိုအောက်က comment မှာချက်လောက်ရေးခဲ့ပေးပါအောင်။ကျေးဇူးတင်ပါတယ်။